မျိုးတုံးလူနီးပါအချင်းတွေကိုရောက်ရှိသွားတဲ့ဒီဝေလငါးတွေဟာကျွန်တော်တို့နေထိုင်ရာကဘာကြီးရဲ့ဂေဟစနစ်ကိုအလွန်အထောက်အကူပြုပြီးတော့ကဘာပေါ်မှာမရှိမဖြစ်လိုအပ်တဲ့သတ္တဝါတစ်မျိုးဖြစ်ပါတယ်ဒါကတော့ blue whale လို့ခေါ်တဲ့အပြာရောင်ဝေလငါးတွေပဲဖြစ်ပါတယ်သူတို့ဟာနိုးတိုက်သတ္တဝါဖြစ်ပြီးတော့ကဘာပေါ်ရှိသက်ရှိသတ္တဝါအလုံးထဲမှာအရွယ်အစားအကြီးမားဆုံးသတ္တဝါဖြစ်ပါတယ်မွေးကင်းစကလေးတွေက23ပေရှည်ပြီးတော့2တန်ခွဲမှ3တန်ထိလေးပါတယ်ရွယ်ရောက်ပြီးငါးတွေကတော့တမန်အားဖြင့်89ပေကနေ89ပေထိရှည်ပြီးတော့တချို့အကောင်တွေက68ပေထိရှည်တတ်ပါတယ်အလေးချိန်ကတော့တန်200လောက်လေးပြီးတော့စင်33ကောင်စာနီးပါးလောက်ကိုအလေးချိန်ရှိပါတယ်သူတို့ရေထဲမှာအပြာရောင်ဖြစ်မြင်နိုင်ပြီးတော့ရေပေါ်ရောက်လာရင်တော့မိခိုးရောင်တန်းနေတဲ့အပြာရောင်မျိုးကိုမြင်ရမှာပါခန္ဓာကိုယ်ပေါ်မှာအမဲဆက်တွေပါရှိတက်ပြီးတော့အဲ့ဒီအမဲဆက်တွေကမကြာခဏပြောင်းလဲတတ်တယ်လို့သိရပါတယ်သူတို့အမြည်ရဲ့ရေရတောင်နောက်ကျောတစ်လျှောက်မှာတကောင်နဲ့တကောင်မတူညီပဲထူးခြားတဲ့သွင်ပြင်လက္ခဏာတွေရှိပြီးတော့ဘယ်သူဘယ်ဝါမှန်းသိအောင်ခွဲခြားသတ်မှတ်ကြပါတယ်အပြာရောင်ဝေလငါးတွေဟာအကောင်ကြီးတယ်ဆိုပေမဲ့ပဇွန်စိမ့်နဲ့ငါးသီးသီးလေးတွေဒါစားပြီးတော့တနေ့ကိုတန်ချိန်၄တန်ထိကိုစားနိုင်ပါတယ်သူတို့ဟာတရဝါတွေထဲမှာအတန်အကျယ်ဆုံးဖြစ်ပြီးတော့အနှိမ့်ဆုံးအတန်လှိုင်းတုံခါနှုံးက14 Hz ထိရှိတဲ့အတန်တွေကိုထုတ်လွှတ်နိုင်ပါတယ်အဲ့ဒီအတန်တွေဟာရေအောက်မှာမိုင်ရာနဲ့ချီပြီးသွားနိုင်ပြီးတော့တခြားဝေလငါးများနဲ့ဆက်သွယ်ဖို့ဒါမှမဟုတ်လမ်းကြောင်းရှာဖို့မိတ်လိုက်ဖို့စတဲ့အချက်ပြစနစ်အနေနဲ့အသုံးပြုကြပါတယ်သူတို့မှုတ်ထုတ်လိုက်တဲ့ရေပန်းဟာဆိုရင်လည်းပေ30လောက်ထိကိုမြင့်ပါတယ်ပြာရောင်ဝေလငါးတွေဟာအာတိတ်သမုဒ္ဒရာလွဲလို့ကျန်တဲ့သမုဒ္ဒရာတွေမှာတွေ့ရှိနိုင်ပြီးတော့အစရှာဖွေဖို့အေးတဲ့ရေပြင်ရှိတာနေရာနဲ့တားဖောက်ဖို့ပူပြင်းတဲ့ရေပြင်ရှိရာနေရာတွေစီကိုဝေးလံတဲ့တနေရာနဲ့တနေရာကိုခီးတွက်ပြီးရွှေ့ပြောင်းနေထိုင်ကြပါတယ်ဒါပေမဲ့တချို့အကောင်တွေကတော့တစ်နှစ်ပတ်လုံးဘဲမှမသွားပဲတနေရာထဲမှာပဲနေထိုင်ကြပါတယ်သူတို့ရဲ့တက်တန်ပြန်မြနှစ်80ကနေ90ထိရှိပြီးတော့တချို့တွေကနှစ်100ကျော်ထိကိုအသက်ရှင်နေထိုင်နိုင်ပါတယ်အမတွေက10လကနေ12လထိကိုဝန်ဆောင်ကြပြီးတော့2နှစ်ဒါမှမဟုတ်3နှစ်တစ်ကြိမ်ကလေးတကောင်မွေးဖွားတတ်ကြပါတယ်အပြာရောင်ဝေလငါးတွေကသူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ဘဝတန်တရားလဲပတ်နေခြင်းဖြင့်ကာဗွန်ဒိုင်အောက်ဆိုက်ကိုသမုဒ္ဒရာထဲမှာတိုးလောင်ထားနိုင်ပါတယ်သူတို့တည်ဆုံးသွားတဲ့အခါမှာတော့သူတို့ရဲ့ရုပ်လောင်းတွေကသမုဒ္ဒရာကျမ်းပြင်ကိုနှစ်ထောင်နဲ့ချီပြီးတော့ကာဗွန်နဲ့အာဟာရဓာတ်တွေကိုပြန်လည်ဖြန့်ဖူးပေးတဲ့အတွက်ကြောင့် biodiversity လို့ခေါ်တဲ့ဇီဝမျိုးကွဲတွေကိုဖွင့်ပေးဖို့အားပေးပါတယ်ပြီးတော့သူတို့ရဲ့မစင်တဲ့အညစ်အကြေးတွေဟာသမုဒ္ဒရာရေပြင်မှာတန်ဓာတ်နဲ့နိုက်ထရိုဂျင်ကဲ့သို့သောအာဟာရဓာတ်များကိုဖြန့်ဝေပေးပါတယ်အဲ့ဒီဓာတ်တွေက phytoplankton လို့ခေါ်တဲ့အဏုဇီဝပိုးတွေကိုကြီးထွားစေပြီးတော့ကမ္ဘာအောက်ဆီဂျင်ရဲ့50%ကျော်ကိုထုတ်ပေးပြီးကာဗွန်စုပ်ယူမှုကိုအထောက်အကူပြုပါတယ်ဝေလငါးတွေရဲ့အရေပြားပေါ်မှာ whale lice လို့ခေါ်တဲ့ကပ္ပကောင်းတွေနေထိုင်ကြပြီးတော့သူတို့ဟာတခြားငါးတွေထက်အစဖြစ်လေအသုံးဝင်ပါတယ်အဏုဇီဝပိုးတွေဟာကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးတော့ဝေလငါးတွေကသူတို့ကိုအာဟာရဖြည့်ပေးခြင်းဖြင့်ကမ္ဘာကြီးပူလဲနာမှုကိုလျှော့ချပေးပါတယ်သိပ္ပံပညာရှင်တွေရဲ့တွက်ချက်အရဝေလငါးမျိုးစိတ်တွေပြန်လည်တိုးပွားလာမယ်ဆိုရင်တစ်နှစ်ကိုကာဗွန်တန်ချိန်1.8 တန်လျှော့ချပေးနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်အဲဒါကြောင့်အပြာရောင်ဝေလငါးတွေဟာသမုဒ္ဒရာရဲ့အင်ဂျင်နီယာများဖြစ်ဂေဟစနစ်ကိုထိန်းညှိပေးပြီးတော့ကမ္ဘာကြီးရဲ့ရာသီဥတုနဲ့ဇီဝမျိုးကွဲတွေအတွက်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်အပြာရောင်ဝေလငါးတွေရဲ့အလောင်းတွေဟာသဘာဝအတိုင်းသမုဒ္ဒရာထဲမှာဆွေးမြေ့သွားတဲ့ဆိုပေမဲ့လည်းပင်လယ်ရေနဲ့အတူကမ်းခြေကိုရောက်ရှိလာမယ်ဆိုရင်လူနဲ့ပတ်ဝန်းကျင်တွေအတွက်အန္တရာယ်ချို့ကိုဖြစ်စေနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဝေလငါးရဲ့ရုပ်အလောင်းထဲမှာဘက်တီးရီးယားတွေကဆွေးမြေ့လာပြီးတော့မီသိန်းနဲ့အခြားဓာတ်ငွေ့တွေစုပုံလာပြီးဖိအားများစွာဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်ပြင်းထန်စွာပောက်ကွယ်နိုင်ပြီးတော့အနီးအနားမှာရှိတဲ့လူနဲ့ရာဝတ္ထုတွေကိုထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။အလောင်းတွေဆွေးမြေ့နေတဲ့အချိန်မှာအနံ့ဆိုးတွေထွက်ပေါ်လာပြီးတော့အနီးနားမှာနေထိုင်သူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီးလေထုရေထုညဉ့်ညံ့မှုကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။အဲဒါကြောင့်အပြာရောင်ဝေလငါးတွေရဲ့ရုပ်လောင်းတွေကိုကမ်းခြေမှာတွေ့မယ်ဆိုရင်သမုဒ္ဒရာထဲကိုပြန်လဲစွန့်ပစ်ပြီးတော့သဘာဝအတိုင်းဆွေးမြေ့ခွင့်ပြုလိုက်မယ်ဆိုရင်တော့ကမ္ဘာကြီးအတွက်များစွာအကျိုးရှိပါတယ်။20ရာစုအတွင်းပိုင်းမှာငါးဖမ်းသမားတွေရဲ့အလွန်ကျွံဖမ်းဆီးမှုကြောင့် IUCN လို့ခေါ်တဲ့နိုင်ငံတကာတဘာဝထိန်းသိမ်းဆောက်ရှောက်ရေးအဖွဲ့ကမျိုးတုံးလူနီးပါအဆင့်ထိသတ်မှတ်ခံခဲ့ရလိုက်ရပါတယ်1960ခုနှစ်တွေမှာရာဂဏန်းလောက်တာကျန်ခဲ့ပြီးတော့လက်ရှိအချိန်မှာတော့1000ကျော်ကနေ2500လောက်ရှိမယ်လို့ခန့်မှန်းထားကြပါ1966ခုနှစ်ကစပြီးတော့အပြာရောင်ဝေလငါးတွေကိုထိန်းသိမ်းဆောက်ရှောက်ဖို့ဥပဒေနဲ့စီးမြင့်စည်းကမ်းတွေထိန်းချုပ်သတ်မှတ်ပြီးသူတို့ကိုကာကွယ်ပေးခဲ့ပါတယ်အဲဒါကြောင့်သူတို့ကိုမျိုးတုံးလူနီးပါဖြစ်အောင်လူတွေကပဲလုပ်ခဲ့ပြီးတော့
မျိုးဆက်ဆက်လက်ရှင်သန်နိုင်အောင်ပြန်လဲလုပ်ပေးခဲ့တာလဲကျွန်တော်တို့လူသားတွေပဲဖြစ်ပါတယ်။ဒါကြောင့်အပြာရောင်ဝေလငါးတွေဟာကဘာကြီးရဲ့ဂေဟစနစ်အတွက်များစွာအထောက်အကူပြုတဲ့အတွက်ကြောင့်ထိမ့်သိမ်းဆောက်ရှောက်ဖို့လိုအပ်တဲ့သတ္တဝါတစ်မျိုးပဲဖြစ်ပါတယ်